Everton နဲ့ပွဲမှာဒီလူငယ်ကျေပွင့်ကိုလူစားထည့်မကစားစီခဲ့တဲ့အမော်ရင်ရဲ့လုပ်ရက်ကတရေဘောကြောင်းလွန်လာပါတယ်။ Manchester Football Zone ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Manchester United တင်းဟာ Everton ကိုတယောက်အသာနဲ့မိနစ်80လောက်ထိကစားခဲ့ရပေမဲ့အသင်းရလောက်အောင်ပဲတကူးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ဒီပွဲစဉ်အတွင်း Everton တင်းရဲ့ပွဲထွက်လူစည်းမှာပါဝင်ခဲ့တဲ့ United Academy ထွက်ကစားသမားအရေးအတွက်ကအမော်ရင်ရဲ့အသင်းမှာပွဲထွက်ပါဝင်ခွင့်ရတဲ့ United Academy ထွက်ကစားသမားအရေးတက်တာပို့ပြီးတော့များပြားနေပါသေးတယ်။အခုပွဲစဉ်မှာ Man United Academy ထွက်တွေဖြစ်ကြတဲ့ James Garner နဲ့ Michael Keane တို့ဟာ Everton အတွက်ပွဲထွက်ပါဝင်ပြီးအဓိကနေရာကနေကစားသွားခဲ့ကြပါတယ်။ဒီပွဲမတိုင်ခင် Manchester United ပရိသတ်တွေဟာ Academy ကစားသမားတစ်ယောက်နဲ့ပတ်သက်ပြီးတော့ရင်ခုန်ခဲ့ကြပါသေးတယ်။ Academy ကျေပွင့်ရှိလေစီဟာ Everton နဲ့ပွဲစဉ်အတွက် United လူစင်းမှာပါဝင်ခဲ့ပြီးသူ့ရဲ့ကစားပုံကိုမြင်တွေ့ခွင့်ရရှိဖို့ရင်ခုန်ခဲ့ကြပါသေးတယ်။ဒါပေမဲ့အမော်ရင်ကတော့လေစီကိုစမ်းသပ်အသုံးပြုဖို့တတ်တိမရှိခဲ့ပါဘူး။လေစီဟာဘောလုံးစကေးကျွဲဝသူဖြစ်ပြီး Final သက်ထဲမှာပြန်မဲ့နောက်တန်းကိုကောင်းကောင်းဒုက္ခပေးနိုင်သူဖြစ်ပါတယ်။အရန်လူစင်းမှာအားထားရနိုင်မဲ့တိုက်စစ်မှုမပါလာခြင်းဖန်တီးနိုင်စွမ်းကောင်းတဲ့လေစီကိုမသုံးခဲ့တာကအမော်ရင်အနေနဲ့တရေဘောကြောင်းလွန်လာပါတယ်။ Everton ကကြန့်ခိုင်မှုအသားပေးကစားတဲ့အသင်းဆိုတာကအားလုံးသိပြီးသားပါ။ဒါပေမဲ့လီစီကသူတို့နဲ့ရင်ဆိုင်ဖို့မဖြစ်နိုင်တော့ဘူးထင်ရင်လူစင်းတွေကိုမရွေးသွားသင့်ပါဘူး။လီစီလိုခံမှန်းလို့မရတဲ့လူငယ်တိုက်စစ်မှုကပြိုင်ဘက်တွေအတွက်ဘာလို့လုပ်ရမှန်းမသိဖြစ်သွားစေနိုင်ပါတယ်။ Old Trafford ပရိသတ်တွေကလည်းလီစီရဲ့ဘောလုံးထိချက်တိုင်းကိုကောင်းချီးပေးအော်ဟစ်နေခဲ့ကြမှာသိကြပါတယ်။